မတရားမှုမှန်တယ်များစံကျင်ကြောင့်စစ်အာဏာရှင်ကြာရှုံးရေးဒိုရေးဒီမိုကရေစီရရှိရေးဒိုရေးဆိုတဲ့ကြွေးကြော်တန်ပေါင်းများစွာနဲ့တူကျွန်တော်တို့တွေဟာတော်လှန်ရေးမှာစတင်ပြီးတော့ပါဝင်လာခဲ့ကြတဲ့ကျွန်တော်တို့အခုတော်လှန်ရေးမှာပါဝင်နေတဲ့လူတဦးတယောက်ချင်းစီတိုင်းကဘိုးဟာဘာကြောင့်တော်လှန်ရေးလုပ်နေလဲဆိုတဲ့ရည်ရွယ်ချက်ရည်မှန်းချက်နဲ့ကိုယ့်ရဲ့စိတ်ထဲနဲ့ခံယူချက်ကဘာလဲဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်ကြဖို့လိုပါတယ်ကျွန်တော်တို့ဟာအာနာရှင်စန္ဒာကိုမကြိုက်ဘူးဗက်လိုက်ပြီးတော့တရားမျှတမှုမရှိတာအဂရိလိုက်စားတဲ့အကျင့်စရိုက်ဆိုးတွေအပြုတ်မှုအပြောဆိုတွေကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့တော်လှန်ရေးမှာပါဝင်နေတဲ့သူတဦးတယောက်ချင်းစီတိုင်းကလည်းအဲ့ဒီအပြုတ်မှုအပြောဆိုနဲ့အကျင့်စရိုက်ဆိုးတွေစနစ်ဆိုးတွေကိုမပြုတ်လို့မိအောင်အတိတရားလက်ကင်ထားပြီးတော့စင်ကျင်တင်ပါတယ်ရှောက်ရှားတင်ပါတယ်ကျွန်တော်တို့အခုတော်လှန်ရေးအတွက်ရေးစဉ်အပြည့်မဲ့တဲ့ပြည်သူတွေတလင်းငယ်တွေနဲ့ဒီမိုကရေစီတိုက်ပွဲအတွက်ရဲဘော်တွေဟာအသက်ပေါင်းများစွာတွေးချွေးတွေဘဝပေါင်းများစွာနဲ့ရင်းပြီးတော့တိုက်ပွဲဝင်နေကြတယ်အဲ့လိုလူတွေရဲ့မျက်နှာကိုထောက်ထားသောအားဖြင့်ကျွန်တော်တို့တွေအချင်းချင်းတိုက်ခိုက်နေကြမယ်အစားအပြစ်တင်ပြောဆိုနေကြမယ်အစားအတူတူစီစီလုံးလုံးနဲ့ပူပေါင်းပြီးတော့တိုက်ပွဲဝင်နိုင်ဖို့ရာအဖြေရှာကြမယ်ဆိုရင်ပို့ပြီးတော့တင့်တော်မယ်လို့ထင်ပါတယ်ကျွန်တော်တို့တွေမစည်းလုံးနိုင်သမျှမညီညွတ်နိုင်သမျှကာလပတ်လုံးကတော့ရန်သူအကြိုက်ဖြစ်ပြီးတော့ကျွန်တော်တို့ရည်ရွယ်ချက်ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့အောင်မြင်မှုဟာဝေးကွာနေအောင်ပါလို့ပဲကျွန်တော်အနေနဲ့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်